တပါးတိလတရားတော်ဟောကြားနာကြားရအောင်အလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေနေ့စဉ်နေ့တိုင်းပြုကြတဲ့ကုသိုလ်ကောင်းမှု၃မျိုးရှိတယ်ဒါနသီလဘာဝနာဘယ်နှမျိုးရှိကိုယ်မှာရှိတဲ့ပစ္စည်းဥစ္စာသူတစ်ပါးကိုပေးလိုက်ရင်ဒါနကိုယ်နဲ့နှုတ်ကိုစောင့်ထိန်တာကသီလမိမိစိတ်အစဉ်မှာအကုသိုလ်ကိလေသာတွေမဝင်စေဘဲနဲ့ကုသိုလ်တရားတွေဖြစ်ပွားအောင်ကြိုးစားတာကဘာဝနာကုသိုလ်၃မျိုးအဲ့ဒီကုသိုလ်၃မျိုးမှာဘယ်ကုသိုလ်ကအချက်အချာကြတယ်လဲဘာဝနာကုသိုလ်ချက်ချာကြတယ်လို့ဖြေကြတယ်ကုသိုလ်နဲ့အကျိုးလေးနဲ့ဘုန်းကြီးတို့တွဲဆက်ကြည့်ရအောင်ဒါနသည်ဘဝတန္တရာမှာချမ်းသာတဲ့အကျိုးကိုပေးတယ်ဒါနရှင်ကောင်းမှုရှင်တွေသေလွန်ရင်ဆင်းရဲမလားချမ်းသာမလားသီလသည်ဘဝတန္တရာမှာအသက်ရှည်အနာကင်းတဲ့အကျိုးကိုပေးမယ်သီလကအသက်ရှည်မယ်အနာကင်းမယ်ဘာဝနာကဉာဏ်ပညာထက်မြက်ခြင်းအကျိုးပေးမယ်ဘာဝနာကုသိုလ်ကကုသိုလ်၃မျိုးအကျိုးပေးတူသလားဒါနကချမ်းသာတဲ့အကျိုးပေးတယ်သီလကအသက်ရှည်နာကင်းတဲ့ဘာဝနာကဉာဏ်ပညာထက်မြက်ခြင်းအကျိုးပေးတယ်ဒီကုသိုလ်၃မျိုးအကျိုး၃ခုတွဲပြီးတော့ဘယ်ကုသိုလ်အချက်ချာကြလဲတွက်ကြည့်ရအောင်အခုတရားဓမ္မတို့ကဒါနကောင်းမှုပြုကြမယ်ဒါနပြုတဲ့အတွက်သေလွန်ရင်နောက်ဘဝမှာဆင်းရဲမှာလားချမ်းသာမှာလားချမ်းသာတဲ့မိခင်ဝမ်းမှာလူဖြစ်ရမယ်ဘသူကပေးတာဒါနကပေးလို့ချမ်းသာတဲ့မိခင်ဝမ်းကိုရောက်ပြီးသီလမပါရင်အသက်တူမယ်တဲ့နော်သီလမပါရင်တချို့မိခင်ဝမ်းမှာပျက်စီးသွားတာမရှိဘူးလားဘာမပါလို့တချို့လည်းပဲလူလောကတော့ရောက်လာတဲ့3နှစ်4နှစ်အရွယ်မှာတွေးလွန်တုတ်ကွေးဆိုသွားပြန်ရောဘာမပါလို့သီလမပါလို့အသက်တိုရင်ဒါနအကျိုးကိုခံစားလို့ရလားဒါနကချမ်းသာတဲ့အကျိုးပေးလို့ချမ်းသာတဲ့မိခင်ဝမ်းတော်လူဖြစ်ပါရဲ့သီလမပါလို့အသက်တိုရင်အဲ့ဒီချမ်းသာတာတွေကိုခံစားလို့မရဘူးဒါနအကျိုးခံစားဖို့ဘသူပါမှသီလပါမှဖြစ်မယ်နော်ဘာဝနာကဉာဏ်ပညာထက်မြက်ခြင်းအကျိုးပေးတယ်နိဗ္ဗာန်ကိုသွားခြင်းရင်ဘာဝနာပွားမှနော်ဘာဝနာမပွားရင်နိဗ္ဗာန်မရဘူးတဲ့ဒါဆိုရင်ဘာဝနာပွားဖို့ကလည်းအသက်ရှည်အောင်မှအခုတက္ကရာကမတွေတရားနာနိုင်တယ်ဆိုတာအသက်ရှည်လို့နော်ငယ်ငယ်လေးကဆုံးသွားရင်နာလို့ရအောင်မလားဘာဝနာပွားပြီးနိဗ္ဗာန်သွားခြင်းရင်လည်းအသက်ရှည်ဖို့သီလမလိုဘူးလားဘယ်ကုသိုလ်အချက်ချာကြတော်မရောနဲ့နော်၃မျိုးလုံးပြောတာလုံးပြောတာဘုန်းကြီးပြောနေပြီဘယ်လောက်တော့အရေးခဲမဖတ်တတ်လဲဆိုဘုန်းကြီးတရားနာမည်ကိုကြည့်ပါပေးထားကဲဘယ်သူချက်ချာကြမှာနာမည်လေးမှန်ပြီးရမ်းတွေ့တော့တဲ့တယ်သူတို့ကြည်သမောင်းနာမည်လည်းနားထောင်တယ်ပြီးတော့ဘာဝနာတဲ့လည်းလုပ်သေးတယ်နော်ဘာဝနာဟာနိဗ္ဗာန်သွားဖို့မှန်တယ်သို့တော့ဘာဝနာဘွားနိဗ္ဗာန်သွားခြင်းရင်သီလပါလို့အသက်ရှည်အောင်မှာနော်3နှစ်4နှစ်အရွယ်မှာသေသွားတယ်ဘာဝနာပွားနိဗ္ဗာန်သွားလို့ရမလားအဲ့တော့ဘယ်ကုသိုလ်ချက်ချာကြလဲသီလကုသိုလ်ချက်ချာကြတယ်စတယ်ကအလွဲနဲ့စတာနော်တရားတပွဲလုံးဘုန်းကြီးကမေးမှာဖြည့်လွဲရင်လည်းအပြစ်ရှိလားရှိပါဘူးဗျာမေးလို့ဖြေတာကိုမသိလို့နာယူတာနော်ဟောတယ်ဆိုတာသင်ပေးတာနားတယ်ဆိုတာသင်ယူတာတစ်ခါလွဲနှစ်ခါလွဲဟာတို့မဖြေရဘူးမလုပ်နဲ့မလုပ်ရင်ဘယ်သူမှမမှားဘူးလုပ်ရင်မှားတတ်ကြတာပဲမှားရင်သင်္ကန်းစာရတော့ဘာဖြစ်သွားမှန်သွားတယ်နော်အဲ့တော့လွဲချောဘာလို့ရမှာတော့မဖြေမှာဆိုလို့မြောက်ပြောပြရသေးတယ်နော်အဲ့တော့သီလကုသိုလ်ချက်ချာကြတယ်အဲ့ဒီချက်ချာကြတဲ့သီလကိုလူတွေလုံသလားတက်တော်ပါလားဒီတခုတော့မှန်သွားပြီနော်သ
တီလာမလုံဘူးတကယ်မလုံတာဘာဖြစ်လို့မလုံတာလဲနှစ်ချက်ရှိတယ်တီလာဟာအချက်ချာကြတယ်လို့သိမထားလို့တစ်ချက်နော်လူတွေထင်ထားတာကဘာဝနာအချက်ချာကြတယ်ထင်တာကိုနော်တကယ်တော့တီလာအချက်ချာကြတီလာချက်ချာကြတယ်ဒီလောက်အရေးကြီးတယ်လို့မသိလို့တီလာကိုအလေးမထားဘူးတချို့ကြတော့လေတို့မလုံနိုင်ပါဘူးကွာလို့စိတ်ကိုတခါတည်းလျှော့ထားလို့မထိန်ဖြစ်တော့ဘူးမထိန်ဖြစ်ရင်လုံအောင်မလားလုံပါဘူးဗျာဘုရားကဟောတဲ့သီလလုံရင်အပေပုံမကြအောင်သီလပြည့်ရင်အပေကြမယ်ကဲဒါဆိုသီလကမထိန်သိဘူးလားထိန်တယ်လားထိန်တယ်ပါဗျာထိန်တယ်နော်ဘုန်းကြီးကြံမတိုင်ခင်လေးမှာစာရွက်တရွက်ကိုဒကမကြီးတယောက်လာပေးလို့ဘုန်းကြီးဖတ်ကြည့်တယ်ရုရှားနိုင်ငံမှာနော်ဝေနိုင်ငံနဲ့ဖင်လန်နိုင်ငံရုရှားနိုင်ငံကပညာရှင်တွေပေါင်းပြီးတော့မြေအောက်တူးဖော်ရေးလုပ်တယ်တဲ့မြေအောက်တူးဖော်ရေးလုပ်လိုက်တော့တန်ပိုက်ကြီးကိုအောက်ကိုချတာ6မိုင်အထိရောက်တဲ့တော်တော်တတ်နိုင်တဲ့လူတွေ6မိုင်ရောက်တော့အောက်ကစူးစူးညံ့ညံ့အတန်တွေကြားတယ်တဲ့ဘာတန်တွေမှမသိဘူးဒီတော့သူတို့ရှိကစက်မှုထွန်းကားတဲ့နိုင်ငံဆိုတော့အတန်ဖန်းဆက်ကလေးအောက်ကိုချသူတို့ပြန်နားထောင်ကြည့်တော့ဘာတန်တွေလဲဆိုတော့နာနာကျင်ကျင်နဲ့ကဲပါယူပါတစားစားအော်နေကြတာတဲ့မြေအောက်6မိုင်မှာဘာရှိလဲနော်အဝေးလားနီးနီးလားဘယ်လောက်ကြာသွားရင်ရောက်နိုင်6မိုင်ဆိုတာခုံချရင်ခဏလေးနော်အဲ့တော့ဘုန်းကြီးက6မိုင်လောက်မှာငရဲပြည်ရှိတယ်တဲ့သူတို့ကငရဲပြည်ရှိတယ်ဆိုတာယုံတာမဟုတ်ဘူးနော်သူတို့ယူဆရမယုံဒါပေမဲ့အခုလက်ခံသွားတယ်။အော်ဗုဒ္ဓဘာသာတွေပြောတဲ့ငရဲဆိုတာဒါနေမှာအတန်ကိုသေချာစစ်ဆေးကြည့်တော့လူတန်းပေါင်းများစွာရဲ့အတန်နေတဲ့မခံနိုင်လို့អော်ကြတာ။အဲ့ဒီချိန်မှာဘာကြောင့်ဒီလောက်អော်လဲဆိုပြီးတော့အပူချိန်တိုင်းကြည့်တယ်။လူပြည်မှာဗမာပြည်မှာပူလကြီးရဲ့ဆိုတဲ့အချိန်မှာအပူချိန်ဖာရင်ဟိုက်ဒီဂရီဘယ်လောက်ရှိလဲ40နော်ဘယ်လောက်ရှိလဲ45ဆိုကြောကော့နေပြီနော်အဲ့ဒီမှာဖာရင်ဟိုက်ဒီဂရီ2000ရှိတယ်တဲ့ဘယ်လောက်လဲတွားကျင်သေးလားမတွားကျင်ဘာလုံအောင်ထဲရမှာဘုန်းကြီးစဉ်းစားကြည့်တယ်45,000တို့ကြောကော့နေလို့ရှိရင်2000ဆိုရင်တော့ပြောမနေနဲ့နော်ပြာတောင်ကျသွားမှာမကြဘူးလားကြမလားဒါပြင်2000ဟာငရဲအိုးတဲ့ရောက်ပလားမရောက်သေးငရဲအိုးတဲ့ဆိုသူတို့ဆက်လက်ပြောပြီးပေါ့နော်အဲ့တော့တော်တော်ဝေးဝေးကနေတိုင်ကြည့်တာ2000အိုးတဲ့ရောက်ရင်တော့ဘုန်းကြီးခံမှန်းကြည့်ပါတယ်1000ကနန်းလောက်ရှိရင်